ယူနိုက်တက်ကထွက်လိုက်တာနဲ့မဟာတိုင်းကြီးဖြစ်သွားတဲ့အိုနာနာအားလုံးပဲမင်္ဂလာများဘောလုံးစတား channel လေးကနေပြန်လည်ကြိုလိုက်ပါရစေ။မန်ချက်နိုင်တာကစားမကောင်းတွေကိုဖျက်ဆီးနေတဲ့ Varane အသင်းလို့နာမည်ကျော်ကြပါရစေ။ဒီ theory မှန်ကန်ကြောင်း KSS ကစားမတွေကတက်တည်ပြနေကြပါရစေ။ယူနိုက်တက် Varane ရဲ့ကြိုက်ခဲမှုဝေဒနာကနေလက်တော်လွမြောက်သွားသူကတော့ Andre Onana ဖြစ်ပါရစေ။ Onana ဟာ United ကိုကမ္ဘာအကောင်းဆုံး super keeper အဖြစ်နဲ့ရောက်ရှိလာခဲ့ပေမဲ့အသင်းမှာအမားတွေလုံရင်အပတ်တိုင်းပရိသတ်တွေရဲ့မြစ်တာကိုခံယူခဲ့ရတာကြောင့်နောက်ဆုံးနီးပြ Amorim ကအရန်ခုန်ပို့လိုက်ပါရစေ။ Onana က United မှာဆက်ကစားပြီးနေရာတစ်ခုအတွက်တိုင်ပွဲဝင်ခြင်းပေမဲ့နေရာဒီမှာကိုသမားအသစ်လေး Sandy Lesman ရောက်ရှိလာတဲ့အခါအသင်းမှာနေရာမရတော့ဘူးဆိုတာသိကြသွားပါရင်ဒီတော့ Onana လည်းကစားမဘွားကိုပြန်လည်တည်ဆောက်ဖို့အတွက်တူရကီကလပ် Trabzon Sport ကိုတရားတင်အငှားနဲ့ပြောင်းရွှေ့ခဲ့ပါရင် Onana ဟာတူရကီမှာရေမြေတဲပြီးအကောင်းဆုံးလက်စွမ်းကိုပြန်လည်ရှာဖွေနိုင်ခဲ့ပါရင် Onana က short stopping ကိုင်းတွေပြုလုပ်နိုင်ုံနဲ့မကပဲအသင်းရဲ့ကစားကွက်ကိုလည်းဥဆောင်ပေးခဲ့ပြီးဖန်တီးမှုတွေကိုပါပြုလုပ်ပေးနေပါရင်Onana စောင့်နေတဲ့ကိုဝါကလည်းဂိုးသွင်းရခက်ခဲနေတဲ့အတွက်ပရိသတ်တွေက Onana ကိုနေရန်ကြီးလို့တောင်နာမည်ပြောင်းတင်စားခေါ်ဝေါ်နေကြပါရင်Onana ကတူရကီမှာလည်းပျော်ရွှင်နေပါတယ်။ Onana က Trabzon Sport မှာအခုအတိုင်းလက်စွမ်းပြနေမယ်ဆိုရင်ရရှိမဲ့ဘောနဲ့က United ကလာစားတဲ့2ဆလောက်ပိုများနေမှာပါ။ဒါ့အပြင်ဝေလဲကမ်းမှာလည်း Onana ရဲ့အတွေ့အကြုံနဲ့ခေါင်းဆောင်မှုကိုတန်ဖိုးထားကြတာကြောင့် Onana ကအသင်းရဲ့အရေးကြီးတဲ့ကစားမတစ်ယောက်ဖြစ်လာနေပါတယ်။ Onana က Man United ကိုတက်တာလက်ကပြလိုက်ပြီဆိုပေမဲ့ Trabzon Sport မို့အပိသက်ပြောင်းပြစ်မလားဆိုတာကတော့မသိကြသေးပါဘူး။ထိုးချက်လက်စွမ်းပြနေတဲ့ Onana ကိုဥရောပအသင်းကြီးတစ်သင်းကခေါ်ယူပြစ်မလားဆိုတာနေရာဒီမှာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။